မင်္ဂလာပါလေးရင်မြန်မာရီကက်ကကြိုဆိုပါရစေဒီနေ့ကျွန်တော် Snake in the Ego Shutdown လို့ခေါ်တဲ့ဟောင်ကောင်ကိုခံပညာအရှင်ဟာသားရုပ်ရှင်အကြောင်းရှင်းပြမှာပါ Channel အသစ်လေးဖြစ်လို့ကြည့်ရှုသူများအနေနဲ့ Like and Subscribe လေးလုပ်ပြီးကူညီပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာမွေလက်ဒီကိုင်းဟာမွေတိုင်းကိုခံပညာကိုအထူးပြုပါတယ်လွန်ခဲ့သောနှစ်ပေါင်း100ခန့်ကမွေလက်ဒီကိုင်းနဲ့သိငှက်လက်သေးကိုင်းတို့ဟာပြိုင်ဘက်တွေဖြစ်ခဲ့ကြပါတယ်သိငှက်လက်သေးကိုင်းဟာမွေကိုင်းဝင်အားလုံးကိုတပ်ပြီးအဲ့ဒီကိုခံပညာစတိုင်ကိုအမြင့်ပြတ်ဖြည့်ဆည်းပစ်ဖို့ရည်မှန်းထားခဲ့ပါတယ်ရုပ်ရှင်အစမှာမွေကိုင်းရဲ့နောက်ဆုံးကြံရည်သူတွေတဲကတယောက်ကိုသိငှက်လက်သေးတိုင်းဆရာရှန်ကွန်းကစိန်ခေါ်လိုက်ပါတယ်သူတို့နှစ်ဦးဟာကိုယ်တိုင်းပညာတွေနဲ့တိုက်ခိုက်ကြပေမဲ့သိငှက်လက်သေးတိုင်းကမွေလက်ဒီတိုင်းထက်တိတိတသာအစွမ်းထက်နေပါတယ်ရှန်ကွန်းကပြိုင်ဘက်ကိုတပ်ပြီးမွေလက်ဒီကိုင်းရဲ့အမွေအနှစ်ကိုအဆုံးသတ်မယ်လို့ဂတိတစ္ဆာပြုလိုက်ပါတယ်သို့တော်လည်းပိုင်လို့ခေါ်တဲ့မွေလက်ဒီတိုင်းဆရာတူအသက်ရှင်ကြံရည်နေသေးတယ်ဆိုတာထုတ်ဖော်ပြောဆိုလိုက်ပါတယ်ရှန်ကွန်းကသူ့ပြိုင်ဘက်ကိုတက်ပြီးနောက်ဆုံးကြံရှိနေတဲ့တဦးတည်းသောပြိုင်ဘက်ဖြစ်တဲ့ပိုင်ကိုရှာဖွေဖို့ဆက်လက်ထွက်ခွာသွားပါတယ်တစ်ချိန်တည်းမှာပဲပိုင်ကတရောင်းသားတဦးအဖြစ်ဘဝနှိမ့်ကျစွာနေထိုင်ပါတယ်ပတ်စံသိမ်းမရပဲစားကျွန်းစားကြံတွေကိုစားသုံးပြီးနေထိုင်ပါတယ်တနေ့တော့သူကျိုးတစ်ချောင်းလေးနဲ့လှုပ်ထားတဲ့ပကတ်ပေါ်မှာအိတ်နေတော့တစုံတစ်ယောက်ကအခန်းထဲကိုရုတ်တရက်ဝင်လာပြီးသူ့ကိုလမ်းလို့စေခဲ့ပါတယ်ဒါဟာအိမ်ငါးကတလမပေးနိုင်လို့ပိုင်ကိုအခန်းကနေထွက်ခိုင်းဖို့မြေပိုင်ရှင်ကလူမိုက်တဦးကိုခေါ်လာတာဖြစ်ပါတယ်သူတို့ကအခန်းပတ်ပတ်လည်မှာပတ်စံချကြရာငွေတကောင်ကိုတွေးလိုက်ရပါတယ်သူတို့အာရုံပြတ်နေတော့ပိုင်ကသူ့ရဲ့ထမင်းပကံနဲ့ဒူတစုံကိုအမြန်ဆွဲယူပြီးအပြင်ကိုထွက်ပြေးသွားပါတယ်သူဟာလူသိုးကိုင်းတစ်ခုရဲ့ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်ပိုင်ကပကံနဲ့တူကိုသုံးပြီးအားစားချုပ်စရာမလိုပဲသူ့ကိုယ်သူခုခံခါဝဲပါတယ်ပြိုင်ဘက်တွေကဓာတ်တွေကင်ဆောင်ထားပေမဲ့သူ့ရဲ့တူကအဲ့ဒီလူတွေကိုအနိုင်ယူနိုင်စွမ်းရှိနေပါတယ်အဲ့ဒီလူစိုးတွေတဲကတယောက်ကပိုင်နောက်ကိုလိုက်ရင်သိငှက်လက်သေးကိုင်းဝင်တူဖြစ်တဲ့စူချန်နဲ့တာမိပါတယ်အဲ့ဒီလူတို့ကပိုင်အကြောင်းပြပြလိုက်တဲ့အခါစူချန်ကသူတို့မွေလက်ဒီကိုင်းဝင်တူနဲ့ကြုံခဲ့ရပြီဆိုတာသိလိုက်ရပြီမဲ့အဲ့ဒီအချိန်မှာတော့ပိုင်ကပျောက်ဆုံးသွားပါပြီအဲ့ဒီနောက်မှာတော့ရုပ်ရှင်ရဲ့ဇာတ်လိုက်ဖြစ်တဲ့ချီယန်ဖူးကိုကျွန်တော်တို့မိတ်ဆက်ပေးပါမယ်သူဟာစိတ်တူတတ်တဲ့စမ်းကြယ်တဲ့ကွန်ဖူးဆရာလီကမွေးစားထားတဲ့မိဘမယ်ကလေးတူဖြစ်ပါတယ်လီကသူ့ရဲ့ကိုယ်ခံပညာစွမ်းရည်ကတာမန်အဆင့်သာရှိပေမဲ့ကွန်ဖူးကျွမ်းကျင်သူအဖြစ်အယောင်ဆောင်ပြီးအပြစ်မဲ့ကျောင်းသားတွေကိုလိန်လဲကအကျိုးအမြတ်ရယူနေပါတယ်သူဟာချီယန်ဖူးကိုခဏခဏကိုရီးလက်ရောက်စော်ကားပြီးအိမ်တန်ရှင်းရေးအားလုံးကိုလှုပ်ခိုင်းပါတယ်ချီယန်ဖူးကတိုက်ခိုက်ရေးတည်ယူခြင်းပေမဲ့သူဟာကွန်ဖူးကျောင်းမှာအလုပ်လုပ်နေရတာတော့လေ့ကျင့်ခွင့်မရပါဘူးဒီနေ့မှာလီကအနားယူနေပြီးကျောင်းသားတွေကပုံမှန်အတိုင်းလေ့ကျင့်နေပါတယ်ချီယန်ဖူးကသူတို့ရဲ့လှုပ်ရှားမှုတွေကိုကြည့်ပြီးကျမ်းပြင်တစ်ပြက်စီလဲဖို့မေးလျော့ကလိုက်လံတူပါဖို့ကြိုးစားနေပါတယ်လီတတိထားမိပြီးသူ့ကိုဒုံးနဲ့ရိုက်လိုက်ပါတယ်ချီယန်ဖူးကိုပို့ပြီးဒုက္ခပေးဖို့အတွက်သူ့ဖနာအောက်မှာဖြူအောင်မှုန့်တွေထည့်ပြီးရှောက်သွားကကျမ်းပြင်ကိုနှစ်ခါလဲခိုင်းပါတယ်နောက်ပိုင်းမှာလီကသူ့ကျောင်းသားတွေကိုကိုခံပညာပုံစံအသစ်သင်ပေးဖို့ချီယန်ဖူးကိုပုံစံငယ်တစ်ခုလိုအသုံးပြုပါတယ်သူကချီယန်ဖူးကိုတိုက်ခိုက်မှုတွေကိုမရှောင်ဖို့အမိန့်ပေးပြီးဥပမာအနေနဲ့သူ့ကိုရိုက်နှက်ပြပါတယ်ဒီတစ်ချိန်သာမကပဲလီကသူ့ကိုသူကွန်ဖူးကျွမ်းကျင်သူတူလို့ပေါ်လွင်အောင်ချီယန်ဖူးကိုအသုံးပြုခဲ့တာအချိန်ချင်းပါပဲချီယန်ဖူးဟာမကြာခဏရိုက်နှက်ခံရပေမဲ့သူ့အတွက်အသက်မေးဝမ်းကြောင်းဖို့အခြားနည်းလမ်းမရှိပါဘူးသူ့ကိုတနာခယူနာထားသူတဦးတည်းသောသူကတော့သူ့တရားတွေကိုဆဲလိမ်ပေးဖို့ပင်ကမ်းလှမ်းနဲ့ကျောင်းကထမင်းချက်တာဖြစ်ပါတယ်တခြားနေရာမှာပိုင်ရမြို့တဲကတခြားကုန်မှုကျောင်းတစ်ကျောင်းရဲ့ရှေ့ကိုရောက်ရှိလာပြီးအနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်ကျောင်းထဲမှာတော့ချမ်းသာတဲ့စီးပွားရေးသမားတဦးနဲ့သူ့ရဲ့ကိုယ်လေးချိန်များတဲ့သားလက်ပံတို့ဟာကျောင်းဟာလက်ပံဝင်ဝင်ရဖို့လုံလောက်မှုရှိမရှိစစ်ဆေးဖို့ရောက်ရှိလာကြပါတယ်ဆရာကြီးကသူ့ရဲ့လေးကျင်သားတွေဟာမြို့ထဲမှာအကောင်းဆုံးလို့ကြွားလုံးထုတ်ပေမဲ့လက်ပံကမယုံကြည်ပါဘူးသူကကျောင်းသားတယောက်ကိုအုပ်သုံးချက်ကိုတစ်ချက်တည်းနဲ့ချိုးပြဖို့တောင်းဆိုလိုက်ပါတယ်ကျောင်းသားကအမိန်ပေးတဲ့အတိုင်းလှုပ်ဆောင်ပြီးအုပ်အားလုံးကိုချိုးနိုင်ခဲ့ပါတယ်ဒါပေမဲ့လက်ပံရဲ့အမြင်အာရုံကနေသူထွက်သွားတာနဲ့အပြိုင်နဲ့တည်းသူ့လက်ကိုကင်ပြီးအော်ဟစ်လိုက်ပြီးသူ့လက်ကအပြာရောင်ပြောင်းလာပါတယ်ခဏကြာမှလက်ပံကသူ့လက်ကိုလှုပ်ရမ်းကြည့်ဖို့ကြိုးစားတော့သူဟာတမန်တရားဆောင်နေတာပဲရှိတယ်ဆိုတာကိုသိလိုက်ရပါတယ်အဲ့ဒီဖခင်နဲ့သားဟာလီရဲ့အကြောင်းကိုဝင်ဝင်ရှောက်ဖို့ထွက်ခွာသွားကြပါတယ်အဲ့ဒီနောက်မှာတော့ကျောင်းသားတွေဟာပိုင်ကိုအပြင်မှာနားနေတာတွေ့တော့ဒေါသထွက်ပြီးရိုက်နှက်ကြပါတယ်ပိုင်ကသူရှိနေတာကိုတစုံတယောက်သတိထားမိမှဆိုရင်ဒါကြောင့်သူ့ကိုသူခုခံကာကွယ်ခြင်းမလုပ်ပါဘူးချီယန်ဖူးကဒီမြင်ကွင်းကိုမြင်ပြီးတနာစရာအဖိုးကြီးကိုမနာကျင်စေဖို့တားမြစ်လိုက်ပါတယ်ကျောင်းသားတွေကသူ့ကိုတိုက်ခိုက်တဲ့အခါပိုင်ကချီယန်ဖူးကိုတိုက်ခိုက်စေဖို့သူ့လက်ကွက်တွေကိုအသုံးပြုပါတယ်သူကချီယန်ဖူးရဲ့နောက်မှာရပ်ပြီးတိုက်ခိုက်မှုတွေကိုရှောင်တိန်နိုင်အောင်သူ့ကိုတွန်းပေးတွန်းပို့လုပ်နေပါတယ်တိုက်ပွဲအတွင်းမှာရုရှားဘာသာရေးသာသနာပြုသူကပိုင်ကိုတတိပြုမိပြီးသူ့စီအလျင်အမြန်ပြေးလာပါတယ်တကယ်တော့သူဟာသိငှက်လက်သေးကိုင်းကဝေကိုင်းရဲ့နောက်ဆုံးကြံရည်သူကိုရှာဖွေပြီးဖယ်ရှားပစ်ဖို့ဆေလွတ်ထားတဲ့တချို့တူဖြစ်ပါတယ်ပိုင်ကသူ့ကိုတတိပြုမိပြီးအဖမ်းမခံရမီချီယန်ဖူးနဲ့အတူထွက်ပြေးသွားပါတယ်အဲဒီနောက်ချီယန်ဖူးကပိုင်ကိုကျောင်းစီခေါ်လာပြီးလက်ဖေးဖြောပေးပါတယ်ဒဏ်ရာတွေရထားနိုင်တာကြောင့်အဖိုးကြီးကိုတညတာနေထိုင်ဖို့လည်းတောင်းဆိုပါတယ်ပိုင်ကသူ့ရဲ့ကျဉ်းနှံမှုကိုသဘောကျပြီးအထင်ကြီးသွားပါတယ်တစ်ချိန်တည်းမှာပင်လက်ပံနဲ့သူ့အဖေဟာလီနဲ့တွေ့ဆုံနေပြီးလီကသူ့ရဲ့လေ့ကျင့်မှုကိုကြွားလုံးထုတ်နေပါတယ်လက်ပံကသူ့ကိုမယုံကြည်တာကြောင့်
အုပ်သုံးချက်ကိုချိုးပြဖို့တောင်းဆိုပါတယ်လီကရေမောလိုက်ပြီးရိုးရိုးအုပ်ချိုးတာထက်တကယ်တိုက်ပွဲတစ်ခုကိုပြသနိုင်တယ်လို့ပြောပြလိုက်ပါတယ်သူကဂျီယန်ဖူးကိုခေါ်ပြီးသူ့ចောင်းသားတွေတဲကတယောက်ရဲ့ရိုက်နှက်တာကိုခံယူဖို့အမိန့်ပေးပါတယ်စိတ်လှုပ်ရှားနေတဲ့လက်ပံကတိုက်ပွဲစားတာကိုကြည့်နေပါတယ်ဂျီယန်ဖူးကနောက်နေ့မှာအစာငတ်ခံရမှာကိုကြောက်တာကြောင့်တိုက်ခိုက်မှုတွေကိုမရှောင်ရဲပဲထပ်မံရိုက်နှက်ခံလိုက်ရပါတယ်တိုက်ပွဲပြီးဆုံးချိန်မှာလက်ပံကဂျီယန်ဖူးရဲ့ပြိုင်ဘက်ရဲ့အရေးချင်းကိုသဘောကျပြီးကျောင်းမှာဝင်ခွင့်ယူဖို့သဘောတူလိုက်ပါတယ်ဂျီယန်ဖူးကသူ့မျက်နှာပေါ်မှာပြက်ချဒဏ်ရာတွေနဲ့ပုံပက်ဒဏ်ရာများစွာနဲ့ပိုင်စီကိုပြန်လျှောက်လာခဲ့ပါတယ်ရှက်ရွံသွားတဲ့ဂျီယန်ဖူးကသူ့အခန်းစီကိုပြေးဝင်သွားပါတယ်ထမင်းချက်ကပိုင်ကိုဂျီယန်ဖူးရိုက်နှက်ခံရတာကနေ့စဉ်လိုဖြစ်နေတဲ့ကိစ္စအကြောင်းကျောင်းရဲ့ဂုဏ်သတင်းကိုထိန်းသိမ်းဖို့အတွက်သူ့ကိုပြသခံရတဲ့ရုပ်သေးတရုပ်လိုအသုံးပြုခံရကြောင်းပြောပြပါတယ်ဂျီယန်ဖူးရဲ့စိတ်ကိုပေါ်ပါစေဖို့အတွက်ပိုင်ကသူ့ကောင်းပေါ်မှာပကံလုံးတစ်လုံးတင်လိုက်ပြီးဒါကိုလာယူဖို့ကြိုးစားခိုင်းပါတယ်ဂျီယန်ဖူးကအတက်နိုင်ဆုံးကြိုးစားပေမဲ့ပိုင်ကအရန်ကိုကျွမ်းကျင်တာကြောင့်ပကံလုံးကိုလုံးဝထိဝင်မပေးပါဘူးနောက်တစ်နေ့နံနက်မှာဂျီယန်ဖူးနိုးလာတော့ပိုင်ပြောင်းနေတာကိုတွေ့ရပါတယ်သူကနေရံပေါ်မှာရှောင်းနေချင်းဆွမ်းရဲ့အကြောင်းကိုမရေမရာရေးထားတဲ့စာတစောင်ကိုတတိထားမိလိုက်ပါတယ်အပြင်ဘက်မှာလည်းပိုင်ကမနေ့ကလှည့်ဝက်တွေကိုလိုက်နာတင်ယူနိုင်ဖို့အတွက်ဂျီယန်ဖူးလိုက်လျှောက်ရမယ့်ခြေရာပုံစံကိုဆွဲပေးထားပါတယ်တကယ်တော့အဲ့ဒီလှည့်ဝက်တွေဟာမွေလက်တီးတိုင်းရဲ့အခြေခံတွေဖြစ်ပါတယ်အဲ့ဒီစာနဲ့ခြေရာတွေကိုအသုံးပြုပြီးဂျီယန်ဖူးကပိုင်သူ့ကိုဗာတင်ပေးဖို့ကြိုးစားနေလဲဆိုတာနားလည်သွားပြီးလေ့ကျင့်မှုစတင်ပါတော့တယ်သူဟာပါရမီရှိတဲ့တိုက်ခိုက်ရေးသမားဖြစ်ပြီးအဲ့ဒီတိုင်းပညာကိုအချိန်တိုအတွင်းသင်ယူနိုင်ခဲ့ပါတယ်တခြားတစ်နေရာမှာတော့ပိုင်ဟာရုရှားသာသနာပြုနဲ့တိုင်းပြည်ပြီးသူ့ရဲ့ရည်ရွယ်ချက်အမှန်ကိုရှာဖွေဖို့နောက်ကလိုက်သွားပါတယ်ဒါပေမဲ့သိန်းငတ်လက်သေးကိုင်းကစုချမ်းကသူ့ကိုတားပြီးစိန်ခေါ်လိုက်တဲ့အခါထောင်ချောင်မှန်းမကြခင်သိလိုက်ရပါတယ်သာသနာပြုနဲ့စုချမ်းတို့ဟာပိုင်ကိုတိုက်ခိုက်ကြပေမဲ့သူကလှည့်စားပြီးထွက်ပြေးနိုင်ခဲ့ပါတယ်ဒါပေမဲ့ပဏိပခအပြီးမှာတော့သူဟာပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်တစ်ချိန်တည်းမှာပဲလက်ပံရဲ့ဖခင်ကသူသားရဲ့တိုးတက်မှုကိုစစ်ဆေးဖို့အကြောင်းကိုရောက်လာပါတယ်ဒီကဂျီယန်ဖူးကိုနောက်တစ်ချိန်ရုပ်သေးအဖြစ်အသုံးပြုနေတာကြောင့်လက်ပံရဲ့ထိုးချိတ်တာတွေကိုခံယူဖို့တောင်းဆိုပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ဂျီယန်ဖူးကပိုင်ရဲ့နီးစနစ်တွေကိုသုံးပြီးတိုက်ခိုက်မှုအလုံးကိုရှောင်တိန်နိုင်ခဲ့ပါတယ်သူကလက်ပံကိုသူ့အဖေနဲ့တိုက်မိစေပြီးနှစ်ယောက်စလုံးကိုမြေပေါ်လဲကြအောင်လှုပ်လိုက်ပါသေးတယ်နောက်ဆုံးမှာတော့လက်ပံနဲ့သူ့အဖေဟာတခြားကြောင်းစီပြေးသွားကြပါတယ်ဒေါသထွက်နေတဲ့လီကသူ့ကိုမျက်နှာပြောင်လုပ်ခဲ့တဲ့အတွက်ဂျီယန်ဖူးကိုအကြိမ်ကြိမ်ရိုက်နှက်ခဲ့ပါတယ်ဂျီယန်ဖူးကအကြောင်းကနေထွက်ပြေးပြီးဒဏ်ရာရနေတဲ့ပိုင်နဲ့မတော်တဆဆုံးမိပါတယ်သူကပိုင်ကိုတဲအိမ်လေးတစ်ခုစီခေါ်သွားပြီးဒဏ်ရာတွေကိုဆေးထည့်ပေးပါတယ်တခြားတစ်နေရာမှာတော့စုချမ်းဟာသိန်းငတ်လက်သေးကိုင်းရဲ့အကြီးအကဲရှန်ကွန်းနဲ့တွေ့ဆုံပြီးပိုင်နဲ့သူတွေ့ဆုံခဲ့တဲ့အကြောင်းအလုံးကိုပြောပြပါတယ်ခုနောက်ပိုင်ကျမ်းမာလာသည့်အထိဂျီယန်ဖူးကခရူးဆိုင်ပြုစုနေတာကိုတွေ့ရပါတယ်ဂျီယန်ဖူးကပုံဆွဲတာတွေကတဆင့်တိုင်းပညာကိုသင်ယူနိုင်ခဲ့တယ်ဆိုတာသိရှိပြီးနောက်ပိုင်ကမွေတိုင်းကွန်ဖူးကိုသူ့ကိုသင်ပေးဖို့သဘောတူလိုက်ပါတယ်သူ့ရဲ့တစ်ခုတည်းသောအခြေအနေကတော့ဂျီယန်ဖူးကသူ့ကိုဆရာလို့မခေါ်ရဘူးအဲ့ဒီလေ့ကျင့်မှုကိုအကြမ်းဖက်မှုပြသဖို့အသုံးမပြုရဘူးပိုင်ကသူ့ပြိုင်ဘက်တွေကိုတိုက်ခိုက်တဲ့အခါဝင်ရောက်မနှောက်ယှက်ရဘူးဆိုတာတွေပါပဲဂျီယန်ဖူးကအခြေအနေအလုံးကိုလက်ခံပြီးလေ့ကျင့်မှုစတင်มาတော့တယ်သူဟာနေရောညပါကြိုးစားသားလေ့ကျင့်ပြီးအချိန်တိုအတွင်းမှာပဲနီးစနစ်တွေကိုသင်ယူနိုင်ခဲ့ပါတယ်ရက်သက်တစ်ပတ်တွေကြာလာတာနဲ့အမျှပိုင်ကသူ့ကိုပိုခတ်ခဲ့တဲ့အလုပ်တွေပေးပေမဲ့သူဟာအခြားသူတွေနဲ့မတူပဲတိုးတက်မှုနဲ့ဇွဲလုံးလာကိုပြသနိုင်ခဲ့ပါတယ်ဒီနေ့မှာသူဟာအကြောင်းကျမ်းပြင်ကိုပြင်းရည်စွာတပြက်စီလဲနေတော့လီကသူ့ကိုမြင်ပြီးအမြဲတမ်းလိုပဲဒုက္ခပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူဟာဖြူအောင်မုံဘော်ကိုခြေချလိုက်ပေမဲ့ကျမ်းပြင်ပေါ်ခြေချဖို့မကြိုးစားခင်မှာဂျီယန်ဖူးကတပြက်စီကိုသူ့ခြေထောက်အောက်ကိုရောက်အောင်တွန်းလိုက်ပါတယ်လီကဂျီယန်ဖူးကိုလှည့်စားဖို့အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ဂျီယန်ဖူးကလေ့ကျင့်မှုကြောင့်ပုံမြန်နေပါတယ်သူတို့ရုံးကန်နေစဉ်ပြိုင်ဘက်ကျောင်းကလူအုပ်စုတစုဝင်လာပါတယ်။အုပ်စုကောင်းဆောင်ကကွန်ဖူးမှာခရိုင်3ခုရဲ့ချန်ပီယံအသစ်ဖြစ်ပါတယ်။မြို့တွေကတခြားကျောင်းတွေအားလုံးကသူ့ကိုလေးစားကြောင်းပြသဖို့လက်ဆောင်တွေပို့ပေးခဲ့ပေမဲ့လီကမလုပ်ခဲ့တဲ့အတွက်သူဒေါသထွက်နေပါတယ်။ဒါကြောင့်သူဟာလီနဲ့သူ့ရဲ့ဆရာဟောင်းကိုစိန်ခေါ်လိုက်ပါတယ်။လီကမလိုလားပေမဲ့အကျောင်းသားအားလုံးကကြည်နေတာကြောင့်လက်ခံဖို့ကလွယ်ပြီးတခြားရွေးချယ်စရာမရှိပါဘူး။ခရိုင်ချန်ပီယံကအချိန်မဆွဲပဲသူတို့နှစ်ယောက်စလုံးကိုရိုက်နှက်ပြီးသူတို့ဟာကွန်ဖူးရဲ့အခြေခံအသိပညာသာသိတဲ့လိမ်လည်သူတွေပဲဆိုတာသက်သေပြလိုက်ပါတယ်။ချီယန်ဖူးကသူတို့ကိုကူညီခြင်းပေမဲ့သူ့ရဲ့စွမ်းရည်တွေကိုကာကွယ်ဖို့အတွက်သာအသုံးပြုရမယ်လို့ပိုင်ကိုကတိပေးထားတာကြောင့်တိုက်ပွဲကနေနှုတ်ထွက်နေခဲ့ပါတယ်။သူတို့နှစ်ယောက်အနိုင်ယူခံရပြီးနောက်ကျောင်းသားတွေကခရိုင်ချန်ပီယံနောက်ကိုလိုက်ပြီးပြိုင်ဘက်ကျောင်းကိုသွားကြပါတယ်။နောက်ပိုင်းနေ့တစ်နေ့မှာချီယန်ဖူးတန်ရှင်းလုပ်နေတော့ကျောင်းရဲ့ဆရာဟောင်းဆရာဟန်ကခရီးကပြန်ရောက်လာပါတယ်။ဒီမိုးရင်ကသူဟာဆရာကြီးဖြစ်ခဲ့ပူပါတယ်။ပြိုင်ဘက်တွေရဲ့နိုင်ယူခြင်းကိုခံရတာကြောင့်ဒေါသထွက်ပြီးသူဟာပြိုင်ဘက်ကျောင်းကိုသွားကခရိုင်ချန်ပီယံကိုစိန်ခေါ်လိုက်ပါတယ်။သူတို့ဟာပြင်းထန်တဲ့တိုက်ပွဲတစ်ခုစတင်ခဲ့ပြီးနှစ်ယောက်စလုံးဟာစွမ်းရည်ချင်းတူညီနေပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ခရိုင်ချန်ပီယံကဆရာဟန်ကိုအနိုင်ယူပြီးဆက်လက်တိုက်ခိုက်နေသေးပါပဲ။ဂျီယန်ဖူးကနောက်ဆုံးမှာဝင်ရောက်လာခဲ့တဲ့အတွက်ချန်ပီယံကပိုပြီးဒေါသထွက်သွားပါတယ်။သူကဂျီယန်ဖူးကိုပြန်တိုက်ခိုက်ဖို့တောင်းဆိုရင်အကြိမ်အနည်းငယ်တိုက်ခိုက်လိုက်ပါတယ်။ဂျီယန်ဖူးကသူ့ရဲ့လေ့ကျင့်မှုကိုကာကွယ်ရေးအတွက်အသုံးပြုနိုင်ပြီဖြစ်လို့ချီတုံချတုံမဖြစ်ပဲသူ့ကိုပြန်လည်တိုက်ခိုက်ပါတော့တယ်။ရိုးရိုးတန်ရှင်းရေးသမားတစ်ယောက်ကခရိုင်ချန်ပီယံကိုဒုက္ခပေးနေတာကိုမြင်တော့လူတိုင်းအံ့အားသင့်ကုန်ပါတယ်။ဆရာဟန်ကလည်းဂျီယန်ဖူးတိုက်ခိုက်တမှန်မသိတာကြောင့်အံ့ဩနေခဲ့ပါတယ်။ဖွင့်ပေါက်တကားကနေရှန်ကုန်းကလည်းသူတို့ကိုစောင့်ကြည့်နေပါတယ်။သူကဂျီယန်ဖူးရဲ့နီးစနစ်ကိုမြင်တော့မွေလက်ဒီနီးစနစ်မှန်မှတ်မိလိုက်ပါတယ်။အဲ့ဒီကိုင်းကလူတစ်ယောက်သာအသက်ရှင်နေတာကြောင့်ဂျီယန်ဖူးကပိုင်ကိုတီးကြောင်းသူယုံကြည်ပါတယ်။ချန်ပီယံကိုနိုင်ယူပြီးဂျီယန်ဖူးနဲ့ဟန်တို့ဟာသူ
သူတို့ကြောင်းစီပြန်လာကြပါတယ်။တယောက်တော့ချီယန်ဖူးဟာပိုင်ကရန်အနေငယ်ကြခရီးထွက်မယ်ဆိုတဲ့စာတစောင်ကိုတွေ့လိုက်ရပါတယ်။အဲဒီစာနဲ့အတူမွေတိုင်းပညာဆိုင်ရာစာအုပ်တို့လည်းရှိနေပါတယ်။ချီယန်ဖူးကပိုင်ကိုတွေ့ဖို့တဲရင်စီအလင်းမြန်သွားပါတယ်။အဖိုးကြီးကထွက်ခွာသွားနေပြီဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့နောက်ကလိုက်နေတဲ့ရှန်ကွန်းကသူပိုင်ကိုတီးသလားလို့မေးပါတယ်။ချီယန်ဖူးကဒီကြောင်အတီးပြီးတော့ရှန်ကွန်းကပိုင်ရဲ့တငယ်ချင်းဖြစ်ကြောင်းလိန်ပြောပြီးသူခီးကနေပြန်လာတဲ့အခါပိုင်ကိုပြောပြဖို့ချီယန်ဖူးကိုတောင်းဆိုပါတယ်။သူ့တငယ်ချင်းဟောင်းကိုအံ့အားသင့်စေတာကြောင့်သူရောက်ရှိမှုကိုပိုင်စီကလိုအပ်ထားဖို့လဲလေးလေးနက်နက်တောင်းဆိုပါတယ်။အပြေကင်းတဲ့ချီယန်ဖူးကသူ့ကိုယုံကြည်ပြီးကူညီဖို့သဘောတူညီလိုက်ပါတယ်။ပြန်ရောက်တော့သူဟာသူ့ရဲ့အိမ်မွေးကြောင်ကမွေတကောင်နဲ့တိုက်ခိုက်နေတာကိုတွေ့လိုက်ရပါတယ်။ပထမတစ်ချက်ကြည့်လိုက်ရင်မွေကပိုပြီးအန်ဒီရရှိပုံရပေမဲ့ကြောင်ရဲ့လက်သေးတွေနဲ့ရှင်အားနေနေတယ်ဆိုတာသက်သေပြခဲ့ပါတယ်။ဒါကချီယန်ဖူးကိုခြေသက်နီးစနစ်ကိုမွေလက်သီးနီးစနစ်နဲ့ရောနှောပြီးပိုပြီးအန်ဒီရများတဲ့နီးစနစ်တစ်ခုဖန်တီးဖို့စိတ်ကူးပေးလိုက်ပါတယ်။အခြားတစ်နေရာမှာပိုင်ဟာမြို့ကိုပြန်ရောက်လာပြီးစူချန်နဲ့ချက်ချင်းရင်ဆိုင်တွေ့ရပါတယ်။အစားပိုင်းမှာစူချန်ကလေကြောင်ဆောင်ပြီးဓာတ်နဲ့တိုက်ခိုက်ပါတယ်။သူကပိုင်ကိုဓာတ်နဲ့ထုံးပြီးလို့ထင်ပေမဲ့ပိုင်ကတိုက်ခိုက်မှုကိုရှောင်တင်းဖို့အသင့်ရှိနေခဲ့ပါတယ်။သူတို့နှစ်ယောက်တိုက်ခိုက်ကြပြီးပိုင်ကသူ့ရဲ့ကျွမ်းကျင်မှုနဲ့သူ့ကိုအနိုင်ယူကတပ်ပစ်လိုက်ပါတယ်။အဲဒီနောက်သူဟာသူ့ကိုပြန်လာလို့ပြောနေတဲ့ချီယန်ဖူးနဲ့တွေ့ဖို့သွားပါတယ်။သူတို့ကထမင်းချက်ကိုလက်ဖေးတောင်းတဲ့အခါအဲဒီလူကအစိတ်ကိုရောလိုက်ပါတယ်။အဲဒီအချိန်မှာချီယန်ဖူးဟာရှန်ကွန်ကိုတတိယပြီးပိုင်ရောက်ရှိတဲ့အကြောင်းပြောဖို့သူ့စီအလင်းအမြန်ပြေးသွားပါတယ်။ဒါပေမဲ့သူတို့ပြန်ရောက်လာပြီးပိုင်ကိုရှာတဲ့အခါအဖိုးကြီးကထွက်ပြေးသွားနှင်းပြီဖြစ်ပါတယ်။ရှန်ကွန်ကသူ့ဘက်ကိုဥတီနေတယ်ဆိုတာခံမှန်းပြီးချီယန်ဖူးနောက်ကလိုက်လာချိန်မှာသူ့နောက်ကိုပြေးလိုက်သွားပါတယ်။သူသွားတဲ့လမ်းမှာချီယန်ဖူးကိုတက်ချင်တဲ့ရုရှားသာသနာပြုကတားဆီးလိုက်ပါတယ်။သူတို့နှစ်ယောက်တိုက်ခိုက်ကြပြီးသာသနာပြုကဓာတ်ရှိတာကြောင့်အသာစီးရနေပါတယ်။ချီယန်ဖူးကသူ့အဝတ်အစားတွေပြဲသွားပေမဲ့နောက်ဆုံးမှာတော့သူ့ကိုအနိုင်ယူခဲ့ပါတယ်။တခြားတစ်နေရာမှာပိုင်ဟာရှန်ကွန်းနဲ့တွေ့ဆုံနေပါတယ်။သူဟာထွက်ပြေးရတာလောက်ပြီးဖြစ်ပြီးသူတို့ဂိုင်းတွေရဲ့အကြားနှစ်တရာပြိုင်ဆိုင်မှုကိုအဆုံးသတ်ဖို့တိုက်ခိုက်ခြင်းနေပါတယ်။တိုက်ပွဲစတင်ပြီးအစမှာသူတို့ဟာကျွမ်းကျင်မှုချင်းတူညီနေပုံရပေမဲ့ဒါပေမဲ့မကြခင်မှာပဲရှန်ကွန်းကသူ့ကိုအသာစီးရပြီးတတ်တော့မဲ့အချိန်မှာချီယန်ဖူးကဝင်ရောက်နှောက်ယှက်လိုက်ပါတယ်။သူ့ဆရာကိုကယ်တင်ဖို့အတွက်သူကရှန်ကွန်းကိုသူ့အစားတိုက်ခိုက်ဖို့တောင်းဆိုပါတယ်။ပိုင်ကချီယန်ဖူးဟာရှန်ကွန်းကိုအနိုင်ယူဖို့လုံလောက်တဲ့လေ့ကျင့်မှုမရှိသေးတာကိုသိတာကြောင့်တားဆီးဖို့ကြိုးစားခဲ့ပေမဲ့သူကနောက်မဆုတ်ပါဘူး။မကြခင်မှာပဲသူတို့နှစ်ယောက်တိုက်ခိုက်ကြပြီးချီယန်ဖူးကသူ့ရဲ့တည်ထွင်မှုအသစ်ဖြစ်တဲ့ကြောင်လက်သေးနီးစနစ်နဲ့ပြိုင်ဘက်ရဲ့မျက်နှာကိုချက်ချင်းချစ်ရတွေရအောင်လုပ်နိုင်ခဲ့ပါတယ်။ဝေလက်သီးနဲ့ကြောင်လက်သေးကိုရောဆက်လိုက်ခြင်းဖြင့်သူဟာအသိငယ်လက်သေးတိုင်းကိုအချိန်တော်အတွင်းအနိုင်ယူနိုင်တဲ့ထူးခြားပြီးတည်တည်နိုင်တဲ့နီးစနစ်တစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ရှန်ကွန်းလည်းအနိုင်ယူခံလိုက်ရပါတယ်။ဆရာနဲ့တပည့်ထွက်ခွာဖို့ပြင်ဆင်နေချိန်မှာထမင်းချက်ကသူတို့စီချင်းကပ်လာပြီးချီယန်ဖူးကိုဓာတ်နဲ့ထိုးဖို့ကြိုးစားပါတယ်။ပိုင်ကသူ့ကိုအလွယ်တကူတားဆီးလိုက်ပြီးဘာကြောင့်ဒီလိုလုပ်တာလဲမေးပါတယ်။သူကလည်းအသိငယ်လက်သေးကိုင်းကတချို့တူဖြစ်နေပါတယ်။သူအစောပိုင်းကပေးခဲ့တဲ့အစိတ်ကြောင့်သူတို့တည်တော့မယ်ဆိုတာသိလိုက်ရလို့သူရေမောလိုက်ပေမဲ့ချီယန်ဖူးကလက်ဖေးကအရန်ပူနေလို့သူလဲလှယ်ခဲ့ကြောင်းထုတ်ဖော်ပြောလိုက်ပါတယ်။နောက်ဆုံးမြင်ကွင်းမှာထမင်းချက်ကသူအစိတ်ခထားတဲ့လက်ဖေးကိုသူကိုယ်တိုင်တောက်ခဲ့တာကိုသတိရလိုက်ပါတယ်။အစိတ်ရအာနီတင်ကစတင်ပြလာပြီးသူချက်ချင်းတည်ဆုံးသွားပါတယ်။သုံးမြင်ကွင်းမှာတော့ပိုင်ကဒီလိုအစွမ်းထက်တဲ့နီးစနစ်အသစ်ကိုတည်ထွင်နိုင်ခဲ့တဲ့အတွက်ချီယန်ဖူးကိုချီးကျူးဂုဏ်ပြုလိုက်ပါတယ်။နောက်ထပ်လည်းဒီလိုစကားကောင်းလေးတွေကိုအချင်းချုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လေးလုပ်သားပေးကြပါအောင်ခင်ဗျာ။